အားလုံးစာလီစွာပါရခိုင်ပြည်အတွင်းမှာအာရခတဲ့တော်ဤထိုးဆိုင်ဆောင်မုံနဲ့တူတိုက်ပွဲတီပြောင်းထန်လာစော်ရဲတနိုင်းကျော်ကလာရဖိုက်ပါရဲရခိုင်အရင်းနဲ့ပတ်သက်လို့2025ခုနှစ်ဇွန်လ2ရက်နေ့ကနေရှိုင်ရော်နေအထိတပည့်အတွန်းထုခရရှော့တီကိုအကျွမ်းဆောက်စာခင်းတဲ့တူကျွန်တော်အောင်မောကဖေပရာပီလာကိုဖိုက်ပါရယ်စိုက်ကုံစီဘုံဂရေလို့တန်တွေးစိုက်ပေးချောင်၄ရောက်တည်ဆုံပြီးက10ရောက်တဲ့မိနစ်တန်အားခပါရယ်အာရခတက်တော်ထိတ်ရှုပ်ထရယ်တန်တွေးမျိုးတွေကနေရာ3ခုကိုဇွန်လခဏရနေ့ညဇက်ဖား10နိုင်လောက်မှာစိုက်ကုံစီကဂျဲဖိုက်တာနဲ့ဘုံဂရေတိုက်ခိုက်လို့စိုက်ပေးချောင်၄ရောက်တည်ဆုံပနာ10ရောက်တဲ့မိနစ်တန်အားဟင်ခပါရယ်တန်တွေးမျိုးအမဲရှိုက်ရက်ကွက်တန်တွေးမျိုးနဲ့ကြောက်ကကြီးကြီးရာကအထာတန်းစာတန်ကြောင်းတန်တွေးမျိုးနဲ့ကြောက်ကြီးကြီးရာကစိုက်ပေးချောင်တွေခိုလုံနေကြတဲ့အထာတန်းကြောင်းနဲ့ပဇွန်ပရိစာတန်ကြောင်းတို့ကိုဘုံဂရေတိုက်ခိုက်ခါဆိုပါတိဆုံးသူတွေဆိုတန်ရွေးမျိုးနဲ့မောင်ရှိလေးကြီးတော်ကနေမနာတောက်ကရီကြီးတော်မှာစိုက်ပေးရှောင်းနေတဲ့အသားလေးစီဆိုင်တဲ့အရေဒေါ်အပုဆန္ဒကြီးကြီးတော်ကနေတောက်ကရီတော်မှာမိသားစုလိုက်စိုက်ပေးရှောင်းနေတဲ့အသားလေးစင်းတိုင်းအရေဦးထွန်းထွန်းဝါအသားလေးစီသုံးတဲ့အရေဒေါ်နှောင်းဝေခိုင်အသားစင်းတိုင်းအရေမဧပြီမိုးရိုဖိုက်ခဲ့ပါရယ်ရရှဘရန်ဒန်အားလခိုင်လူဒီမှာတောက်ကရီတော်ကရှာရောက်နာပဇွန်ပေကျူရတာ2ရောက်လို့ဖိုက်ခဲ့ပြီးကဒန်ဟာပရန်ထန်လူတွေလည်းပါရလို့သိရပါရယ်ဘုံကွေးခံရမှု price ဆိုင်အတွန်းစာတန်ကြောင်းနဲ့နေအများပြပြစီခရလို့လည်းသိရပါရယ်အေထိန်ချောင်းမလို့နေဒီမှာအစ်ပွေးတော်ကာလာနော့တဲ့အခွန်ကောင်းလဲခွန်ပူခါပါရယ်အစ္စလမ်ဘာသာဝန်တီအထွေအမေဖရိုက်တဲ့ဇွန်လ9ရက်နေ့မှာကြာရောက်ခရယ်အီဒူအသွာဟာနဲ့ပွေးတော်ကာလာအတွန်းနော့တဲ့အကောင့်အခွန်ကိုအာရခပြည်သူတော်လှန်ရေးအစိုးရကကောင်းလဲခွန်ပူခရလို့သိရပါရယ်ပွေတော်ရော်တီမှာအသာစားဆုံးသူတီဘေးအန်တွေမကြတော့စီဖို့ကျဲမာရဲကောင်းမွန်ရဲနော့တီကိုရာလှူဒန်းစားတော့ခဲ့ဖို့နဲ့ဘာသာရဲအကရိကေတီကစီဆိုင်ခဲ့ဖို့ကိုအာရခပြည်သူတော်လှန်ရေးအစိုးရဗဟိုအုပ်ချုပ်ရေးဌာနကညွှန်ကခါဆော်ဖရိုက်ပါရယ်အာရခတက်တော်ထိန်ချုံနေမီတီဖရိုက်တဲ့ဘူးစီတောင်မောင်တော်ရသေးတောင်ကြောက်တော်မရာဦးမောင်ဘရမေဘုံမျိုးနေတို့ကရဲရော်တိုင်းမှာရောင်းပွေတော်ကိုပြုလုပ်ခခဲ့ပါရယ်ရောက်ပိုင်အစ္စလမ်ဘာသာရေးပွေတော်ကိုအာရခပြည်သူတော်လှန်ရေးအစိုးရကအတိမတ်ပရုတန်ဖို့ထပနာဘာသာရေးကွေပရမုံဟင်းရီလူတီအကရမှာရှိုက်ကရီပူဘရိကတိုမောင်းနေထိုင်ခဲ့ဖို့ဗဟိုအုပ်ချုပ်ရေးကညွှန်ကခရဲလို့သိရပါရယ်ရခိုင်မှာအခရိကန်စားသားကုန်တီနှစ်စားကျော်ဇီမန်တာနေပါရယ်မိုးသေးထန်စောရာသွန်စောတောင်ပရိုဂျာစောရဇီကွင်းတန်စောစားရီရာတီဥဒုအခင်းဒီဂရောင်းကုန်တရီလန်ကောင်တီပိမိနေပြီကေရခိုင်ပြည်တော်စားသားကုန်တချို့စောဇီနုံနဆမန်တလခရဲလို့ DMG ကကောက်ယူထားရစရွန်တီရာသိရပါရယ်ဇွန်နာခရဝနီစရွန်ရာညီဆိုင်စကုန်တီဖိုက်တဲ့ဂရတ်တော်ငရုတ်တီစလိတ်စားသုံးစီကွန်ရတီမှာတိတိကျကျမန်တလခပြီးကတခါစားသားကုန်စီတီမှာလေဇင်းနုံ9000ကျဲတီမန်တလခပါရယ်အခုပိုင်မိုးရတီကာလာတော့ကုန်စင်းနုံမန်တလာစောဂရောင်းဒေသခံလာလုံလာစာတီမှာစာဝတ်နေပို့ပြီးကကျဲတက်လာခဲ့တယ်လို့ပြောခဲ့ပါရယ်နိုင်ငံတကာနာဒေသရန်လူမှုကူညီအဆောင်အဖွဲ့တီကအကူအညီရရှိမှုနေပါနေစိုက်ပြီးချောင်တီမှာစာဝတ်နေကျဲတက်မှုကိုပို့ပြီးကကုံတွင်းနေကြရလို့ပြောဆိုခဲ့ပါရယ်ရခိုင်ပြည်တော့အဓိကလိုအပ်တဲ့စားသားကုန်စီစီဝါနာစားသုံးစီတို့ကိုအိန္ဒိယနိုင်ငံမီဇီယမ်ပြည်နယ်ဖကပလာဝလန်ကောင်နာမကွေးတိုင်းစုံရိုဖကမန်တဲ့မတူပီစမီရိုဖကနေကုန်တင်နေလန်ကောင်တီစောထောက်ထားလန်တီမေပရိုဂျက်စတီကောင်ကုန်တင်တီမှာလာနေရှိပနာပိတ်ဆို့နေကြရပါရယ်ရရှန်ကောင်ရခိုင်ပြည်ကိုကုန်တင်နေလန်ကောင်တီအချိန်တော်အတွန်းအစံပြေဖို့နာခေခန်စားသားကုန်တီကိုတန်တော်ရဇီနုံနာပုံမှန်ဝယ်ယူနိုင်ဖို့ဆောင်ရွက်ပြီးဖို့အာဏာပိုင်တီကိုဒေသခံတီကတောင်းဆိုနေကြပါရယ်မေငုံကျွမ်းကဆိုင်ပြေရှောက်တီစောဝဲနေရခောက်ခေမွန်တန်ကိုဆိုရစောကုန်တွင်းနေရပါတယ်။ပေါတော်မွန်နဲ့မေငုံကျွမ်းခေါ်အနောက်ဖရုံကကျွမ်းကဆိုင်ပြေရှောက်ထောင်နှန်းရှိရစောဝဲနေရကျဲတင်မွန်တန်ကိုဆိုရစောကုန်တွင်းနေရတယ်လို့သိရပါတယ်။ရောင်ဆိုင်ပြေရှောက်ဒီမှာအရေဖအဖွေးစီတီဘာကကုညင်ထောက်ပဲမုံမရစောလေးလာလကရမောင်းလာနေရဖရိုက်တယ်လို့ဆိုပါတယ်။စိုက်ကောင်စီကရခိုင်တိုက်ပွဲအတွန်းလန်ခရီတီကိုပိတ်ဆို့ခါစောအပြောင်းဒေတာခန်တီငေါဖန်ခွန်ကိုပါပိတ်ပေါင်ခါစောကောက်စိုက်ပိချောင်အပါဝန်ဒေတာခန်တီမှာအလုံးအကင်ရှော့ပေါမှုပဒနာနဲ့ရောင်ဆိုင်နေရဆော့ဖရိုက်တယ်လို့စိုက်ပိချောင်တီကပရိုပါရယ်ရပရိကေစောဝဲနေရကျဲတင်းနေစောကောက်စိုက်ပိချောင်တီမှာတောတောင်နဲ့နေအင်းအနေပဲဝဲကြောင်ကသိပောင်စောပောင်တီကိုလှဖွေပနာစောတောင်းနေကြရတယ်လို့စိုက်ပိချောင်တော်ခင်သက်များကဆိုပါရယ်2023ခုနှစ်နိုဝင်ဘာလကစတောင်ခါရဲစိုက်ကောက်စင်းနဲ့အာရခတက်တော်တို့နှစ်ဖော်တိုက်ပွဲတီကောင်စိုက်တွေမျိုးနေနဲ့ပေါတော်မျိုးကဒေသခံထောင်နှဲရှိမှာမင်းငုံကျွဲမှာစိုက်ပေးတိန့်ဆောင်နေခဲ့စော်ဖရိုက်ပါရယ်တရုတ်က PRP ကလေးကြောက်ဖူမှာတိုက်ပွဲတီစာပြီးကဖရိုက်နေပါရယ်2025ခုနှစ်ဖေဖော်ဝါရီ20ကနေစတင်ခါရဲကြောက်ဖူတိုက်ပွဲစောလာဟိမှာ3လကျော်ဂရမ်မန်လာနေပြီးကအာရခတက်တော်အေအေတဲဖွင့်ဝန်တီအနေနဲ့မွန်းနာခရောင်းမိုင်အထိသိမ့်ပိုက်ထိတ်ချုပ်ထားနိုင်ရဖိုက်ဒေးလို့သိရပါရယ်စိုက်ကုန်စီအမဲ30နိုင်ရေတန်အနီ
မောင်တက်တောင်နဲ့နွားဖေးတောင်ကျေးရွာအနိမ့်မှာဟင်းရဲ့ကာကွန်စခန်တီကိုအေကတိမ့်ပိုက်ထားပြီးတိုက်ပွဲအတွင်းစိုက်ကောက်စီဒုတိယဗိုလ်မှူးကြီးအဆန်းဟင်းရဲ့ဒုတိယအပါအဝင်အရာဟိတေဖုံဝဒီအမြောက်ကြီးလည်းဖန်စီရာမိထားပါရယ်လာဟိတိုက်ပွဲဒီစောတညဝတီရေတဲ့ဌာနရှုံတော့အမဲ30နိုင်ရေတန်အနိမဖိုင်းနေစောပါအေအနေနဲ့တောက်ဖူထိုးဆိုင်တီကိုရေတန်ဖို့တရိုးအထူးကိုယ်စားလှယ်တိတ်ရှင်ကျွန်းကဘိခရဲမက်ချလာကွန်ပန်က PRP Pro ဆိုခရဲလို့ ARD သဏ္ဍာန်ဌာနမှာပေါ်ပြခပါရယ်ဒီကလေးသားလာဟိတိုက်ပွဲဒီစားဟင်းနေစောရခိုင်ဒေသ၏ပထဝီအနေထားရာတရုံနာအိန္ဒိရှမဟုတ်စော်ရအာသာရှာဖိုင်းနေပြီးရှမ်မောက်ဒေသကရှန်ဒေသတို့ပိုင်းအာရခတက်တော်အနေနဲ့တရုတ် PR ပေါ်စိုးရင်ဖို့မလို့စော်ဖိုက်တယ်လို့နိုင်ငံရေးလေးလာသုံးသက်သူတွေကသုံးသပ်ကြပါရယ်ဘရိခရီတပန်အတွန်းရခိုင်ဒေသထူခါသတောင်းတီကိုရိရှေတောင်စာပိခါစော်ဖရိုက်ပါရယ်ဒဲအစီဆိုင်ကိုအပဲဆိုင်အောင်ကနေတိုင်းမှာတောင်စာပိနေစော်ဖရိုက်လို့စောင်းမနာနောက်ထောင်ပိခဲ့ဖို့ကိုလေးဖိတ်ခေါ်လိုက်ရပါရယ်အာရခပေသူပေသားအပေါင်းတို့ကျင်းမာရှင်းတာခဲ့ပါစီ